ဒီမှာတော့ဖွင့်နေတာဒီလိုစလန်းစိတ်ကန်းတာအရင်တော့လိုစလန်းမကိုကစိတ်ကန်းတာလန်းဒီနားမှာပဲရောင်းတာစံလိပ်စာတော့မဟာဗန္ဓုလလန်းနဲ့စိတ်ကန်းတာလန်းတောက်ညာပဲချမ်းဆိုင်ဖွင့်တဲ့ချိန်ကတော့9နာရီတောင်ဆိုတာနဲ့ရဟိုနေဖွင့်ပြီလေညနေပဲကျတော့အစောကြီးကုန်တယ်လို့ပေါ့တဘာဝပဲဒါစရောင်းနေတဲ့ဆေးကြပါဝါဘာမှမတုံးတော့ဒီကြားစစ်ပဲအနီတို့ကတအိမ်လုံးစားရအောင်ဒါသမီးအကောင်လုံးကြိုက်ခလေးတွေစားဆိုင်ချိုးပဲစားလို့ကောင်းတယ်ဒါပေမဲ့6ခုဆိုစားပြီးအရန်ကောင်းတယ်ဒီဟာကိုစားပြီးတော့နောက်ပဲဆိုင်မှာမတိုးတော့ဘူးဒီဆိုင်မှာပဲခဏဆက်ပြီးစားပြတယ်တော့ခဏလာစားပါရဲ့လို့အရန်ကောင်းပါတယ်စားဖွင့်နေရခုချိန်ကြီးကဘယ်အခက်ခဲမှလည်းမရှိဘူးစားဖွင့်နေရရောင်းကတော့ခုချိန်ကြီးပဲပေါ့အနီဆိုရင်ဆန်ရပေါ့60ခုရောင်းမယ်ဆိုတော့ကို29နှစ်ကျော်ပြီပေါ့အနီဆိုင်ဆက်ပွင့်တော့ဒီရွှေရင်အေးပဲပေါ့စရောင်းတာရွှေရင်ပေါ့ရွှေရင်ကဒီလိုပဲစားရင်တောက်ရင်ကိုလည်းကြိုက်တာ哦ကြိုက်တော့ရွှေရင်ရောင်းဖြစ်တယ်ဒီမှာတော့ဖွင့်နေတာဒီလိုစလန်းစိတ်ကန်းတာအရင်တော့လိုစလန်းမကိုကစိတ်ကန်းတာဒီနားမှာပဲရောင်းတာစံလိပ်စာတော့မဟာဗန္ဓုလလန်းနဲ့စိတ်ကန်းတာလန်းတောက်ညာပဲချမ်းစားရောင်းတော့50 60 60 80 90 80ကတဖြည်းဖြည်းနဲ့တက်လာကိုကကြတော့စိုက်တော့က2500ပါဆယ်ကအိမ်နဲ့ဆိုရင်3500ဒါဘူးနဲ့ဆိုရင်4500ပါစရောင်းနေရဒီရွှေရင်အေးရဲ့မိုးလက်ဆောင်ရယ်ပဲရောင်းတယ်ရွှေရင်ကိုအဓိကရောင်းတာပေါ့ရွှေရင်ကအုံလုံးနဲ့လည်းတောက်လို့ရမယ်노စိမ့်နဲ့လည်းတောက်လို့ရတာပေါ့စီးကျို့တမကြတော့တကြားမထက်နဲ့노စိမ့်လေးနဲ့တောက်ပေါ့ကျွေးတိုးတမလည်း노စိမ့်လေးနဲ့တောက်လို့ရတယ်ဒီတိုင်းတဘာဝကြတော့အုံလို့ပေါ့မိုးလက်ဆောင်ကြတော့အုံလို့ရမယ်ထညက်ရ노စိမ့်ရအော်မိုးရင်းမဲ့ကြရင်ထညက်တော့မရအောင်အန်ဒီကဟိုနေအုံလုံးနဲ့ရမယ်노စိမ့်နဲ့ရမယ်မိုးလက်ဆောင်ကကြတော့ຫນွေပဲကြမှာထညက်ရတယ်ຫນွေထညက်ပဲတောင်းတဲ့အန်ဒီကမိုးထညက်မတောင်းဒါအဲ့ပထမဆုံးက1998ပေါ့သူကအာကားကြောက်ကြောကကျင်းမှုကျင်းမာတာလေညော့စင်ကျိုးမှလုပ်ပေးတယ်ရွှေရင်ဆိုင်မဲ့24ဦးခေါ်ပြီးတော့ရောင်းပြန်ခိုင်းတာပေါ့နော်ပထမဆုံးအဲ့မှာရညော့စင်ကျိုးမှစားဖွင့်နေရခုချိန်ကြီးကဘယ်အခက်ခဲမှလည်းမရှိဘူးစားဖွင့်နေရရောင်းတော့ခုချိန်ကြီးပဲပေါ့မစားဖြစ်သေးဘူးဆိုရင်လေသမီးအုံးရည်ကိုဟိုနေအခဲအနေထဲတာအဖက်ကိုအေးကန်နေထဲအဲ့ဒါဆိုနောက်ရက်ထိခံတယ်နော်ကျေးဇူးတင်ပါတယ်ဟုတ်ဆိုအရင်ကဆိုရင်ဒီကြောက်ကြောဆိုရင်အဖြူတယ်ပဲလောက်တာကိုကမီးရှိတ်ကြောက်ကြောလုပ်ပေးထားတာစတော်ဘယ်မီးရှိတ်နဲ့ကြိုထားတာပေါ့အရင်တော့ကြောက်ကြောအဖြူပဲတုံးတာအောင်ဒီဘက်ကစရောင်းနေရပါတာဆိုင်ဖွင့်တဲ့ချိန်ကတော့9နာရီတောင်ဆိုတာနဲ့ရဟိုနေဖွင့်ပြီလေညနေပဲကျတော့အစောကြီးကုန်တယ်လို့ပေါ့ပိတ်ရတော့ပိတ်ရမထားဘူးဒါပိတ်ရမထားဘူးအန်ဒီကကိုယ်ဆိုင်ဆိုကိုနားကျကောင်းနာလိုက်တယ်ကျမ်းမာရေးပေါ့ဒါရဲ့ကျမ်းမာရေးရှိတာလို့လူမှုရေးရှိတာလို့အဲ့ဒါဆိုရင်တော့တရက်တော့ပဲပိတ်တာပါအကြာကြီးမပိတ်ရမထားဘူးလက်ခံနေတာလက်ကနေဒီအိတ်နဲ့ဆိုလဲဒီ3500ပေါ့တပွဲလုံးဘူးနဲ့ဆိုရင်လဲ4500တော့ပေါ့အဲ့လိုမျိုးပဲပေးရတာအော်ဒါကြည့်ရင်တော့2ရက်3ရက်လောက်ကြိုပြောမှရတာလေအနီတို့ကကြတော့ဟိုဝယ်ရချမ်းမိုးလောက်ရတာလေပေါင်မုတ်တို့အုံးရည်တို့노စိမ့်တို့ဟိုနင်းတို့ဆိုတာမှားတာလေရေခဲတို့ဆိုတာတဘာဝပဲဒါစရောင်းနေတဲ့ဆေးပြပါဝါဘာမှမတုံးတော့ဒီကြားစစ်ပဲအနီတို့ကတအိမ်လုံးစားရအောင်ဒါသမီးအကောင်လုံးကြိုက်ခလေးတွေစားဆိုင်အနီသားသမီးတွေလည်းအကောင်လုံးကြိုက်
ချိုမဲ့စားလို့ကောင်းတယ်ဒါပေမဲ့6ခုဆိုကစားပြီးအရန်ကောင်းတယ်ဒီဟာကိုစားပြီးတော့နောက်ပဲဆိုင်မှာမတိုးတော့ဘူးဒီဆိုင်မှာပဲခဏခဏဆက်ပြီးတော့စားပြတယ်တော့ခဏခဏလာစားပါရဲ့လို့အရန်ကောင်းပါတယ် ။ဘုံကဆိုင်ရညက်တာတာသူများလာဖို့တာပေါ့ဆိုင်ရဆိုင်ရလာဖို့တာကြကြကြီးကတော့ကိုယ့်ဘက်ကိုကြိုးတာဟုတ်တယ်အကုန်လုံးလောက်တယ်မလောက်တာဆိုလို့မုံလက်ဆောင်ရဲ့ပါမုတ်ရဲ့ရေခဲရဲ့အုံတို့ရဲ့အဲ့ဒါပဲမလောက်တာလောက်လို့ရလောက်တော့အရင်တော့မုံလက်ဆောင်ကိုယ့်ဘက်ကိုလောက်တာကိုကကျတော့မလောက်တော့ပြင်ပန်းတယ်ဟုတ်တယ်အများကြီးပဲလောက်ရတာလေမုံလက်ဆောင်ကအရင်ပြင်ပန်းတော့မုံလက်ဆောင်ကမလောက်တော့မုံလက်ဆောင်ရဲ့ပါမုတ်ရဲ့အဲ့ရေခဲရဲ့အုံတို့ရဲ့သူများစီရရလာဖို့တာပေါ့ တိုးကျင်တဲ့မီနူရောရှိသေးလား တာရတိုးချင်ပေမဲ့လည်းဒီရွှေတစ်မျိုးထဲနေမနိုင်ဘူးရနေလို့မတိုးတော့တိုးချင်တာကတော့စိတ်ကူးထဲမှာတော့အများကြီးပဲရှိတယ်တာရဒါပေမဲ့အန်နီကဒီတစ်မျိုးနဲ့အရင်မနိုင်တာလူကြရင်မနိုင်ဘူးအဲအကြောင်းတော့ဒီတစ်မျိုးကျေးဇူးပဲနော်ဒီကျေးဇူးတင်ပါတယ်သမီးဟာ ကိုနေ့ကညဘက်ကြည့်တော့ဖုန်းဆက်တာစားကြလို့ ညာဘက်ကြီး ဖုန်းကမှလိုက်ရှာ လိုက်ရှာညာဘက်ကြီးကုန်ပြီလေဇနီးရဝဲအကုန်လုံးပေါ့ကိုကြည့်နေတဲ့အားတွေဟာဒါမစားရသေးတဲ့လူတွေအားမပေးရတဲ့လူလာရောက်လာအားပေးပါလို့လာရောက်မြည်စမ်းကြည့်ပါဒါလည်းလာမြည်စမ်းကြည့်တယ်စံလိပ်စာတော့မဟာဗန္ဓုလလန်နဲ့စိတ်ကန်းသာလန်တောက်ညာဘက်ချမ်း420 18336 420 18336လာစားတဲ့လာအားပေးတဲ့လူတွေကအနည်းရထမင်းရှင်နေပြီအကုန်လုံးကျေးဇူးတင်တာပေါ့တို့လာအားပေးလို့လဲကိုကရောင်းကောင်းလို့ထမင်းစားနေရတာလေဟုတ်တယ်အကုန်လုံးကိုကျေးဇူးတင်ပါတယ်လို့မြေချောင်းလေးတက်တွေအကုန်လုံးဒါရအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်